Nghe con nào đấy? Nghe con nào về? Hi. Thì nghe rồi, đã rồi. Tí chọc xa chả mình đã tí chọc đi về đại rồi. Tí chọc về mà xa nhẹ rồi mà rồi. Chú nhiên đi rồi. Chú nhiên đi chọc đi. Xa mẹ biểu ba lá đã tí rồi chọc. Ba mẹ biểu strawberry chọc. Tí rồi bên nè ra rồi đã bố mẹ sáng đi ra rồi. Đây có thuê chú rồi xíu. Mẹ cha nè thì tăng cái gì rồi. Chú nhiên đi chọc rồi lẹ rồi. Nên nè ta khá lâu về xa vừa là rồi nó. Chú nhiên đi ạ xô với xa làm nhà rồi. Chắc lấy sáng đi chả mẹ. Chắc lấy sáng đi chả mẹ rồi tôi đi mà. ဒါလေးက50 gram ချင်တယ်။သူကလေမထင်ရအောင်နော်ဈေးတွေကများရပေါ့နော်။ကဲဒီမှာပါ။ဒါဒီလိုလေးထုတ်ပေးထားတော့ကောင်းတယ်ဘာမဖြစ်တော့ဘူးပေါ့နော်။အရင်ကောင်းတာပဲ။အရင်ကောင်းတာပဲ။အရင်ကောင်းတာပဲ။တန်ရ။ အရန်ကောင်းတာပဲအများကြီးစားရင်တော့ဤသားလိမ့်မယ်ထင်တယ်ဘာလို့လဲအရန်မွေးပြီးတော့အရန်ဒီရက်ဘက်ကိုသွားတော့ဒီကခုတုံးခုစားနေတာဖြစ်တယ်မှာနည်းနည်းငါတွင်းကြီးကိုရမ်းကြက်ကြက်မှာပါရကြိုက်ဆုံးစားတာဒီကြိုက်ဆုံးအတီးရဒူးရင်းကြီးပဲဆိုတော့တွင်းကြီးကိုအရင်ကြိုက်တယ်အဲ့လိုပေါ်တဲ့ချိန်ဆိုလို့ရှိရင်မြန်မာအသီးဆိုတိတ်မစားပြဘူးအဲ့လိုလူရအသီးပဲစားပြတယ်ပေါ့နော်။မြေတော့မီးလာတယ်။ရန်ကောင်းတယ်။ရန်ကောင်းလို့အများကြီးလဲစားရင်အေးရမလား။နှမျောတယ်။ဟုတ်။အားလို့ကိုရောင်ကြော်တောင်းအဲ့လိုတည်းရတယ်။ရန်တော့ဈေးများတယ်ပေါ့ဒါပေမဲ့ဈေးတော့များတယ်50 gram ပဲပါတော့။များတယ်100 gram မှကိုရောင်ကြော်ပြတယ်သူက50 gram သူကနှစ်ဆနီးပါးရှိရကွာ။တော့ဒါပြီးတော့လူရင်းကြီးက stop ပဲ။ The last one စားကြမယ်။နားဟလို့ကမှလည်းလူရင်းကြီးကြတဲ့လူတွေဆိုလို့ရှိရင်လူရင်းကြီးကြောက်ကိုလုံးဝ must try မှာကဲအဲ့ဆိုလို့ရှိရင်နောက်တစ်ခုထပ်ပြီးစားကြမယ်။